Hello ဒီနေ့မှာတော့ဒီချေက page 10မှာရှိတဲ့ lesson 6ပေါ့နော် unit 1 my friends က lesson 6သင်ခန်းစာလေးကို share လုပ်ပေးသွားမှာဖြစ်ပါတယ် lesson 6ရဲ့ခေါင်းစဉ်ကဘာလဲဆိုတော့ how are you တဲ့ how are you ဆိုတာကမင်းနေကောင်းလားမင်းဘယ်လိုလဲလို့မေးလိုက်တဲ့သဘောနော် how are you ကိုအပြောစကားပြောနေဘယ်လိုပြောမလဲဆိုလို့ရှိရင် how are you အဲ့လိုပြောပါတယ်နော်အဲ့ဆိုရင်ဒီ channel နဲ့တူလိုက်ပြီးတော့ပြောကြည့်မယ်နော် how are you အဲ့ဒါကိုအပြောအနေနဲ့ပြောမယ်ဆိုတော့ how are you အဲ့ပြောကြည့်မယ် how are you အဲ့ပြောကြည့်မယ်နော် how are you အဲ့မှာဆိုရင် listen and say ရနားထောင်ပြီးတော့ပြောမယ်အခုဒီ share ပြောတာကိုဒါတော့သမီးတို့ကနားထောင်မယ်နားထောင်ပြီးတော့ကြာပြန်ပြီးတော့ပြောကြည့်မယ်အဲ့ဒါမှသာလေရင်ဒါတော့သမီးတို့ကပြောရမှာပေါ့နော်ဒါဒီစာရေးကိုဖတ်ပြီးတော့ကြည့်ရုံနဲ့ဒါတော့သမီးတို့ကမပြောရဘူးဒီ share ပြောသမျှကိုလိုက်ပြီးတော့ပြောမှဒါတော့သမီးတို့ကပြောတတ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါတော့သမီးတို့ကလိုက်ပြီးတော့ပြောကြည့်မယ်နော်ပထမဆုံးဒီ share ကပြောမယ်နော်ဒါတော့သမီးတို့နေကောင်းလားဘယ်လိုလဲလို့မေးချင်လို့ရှိရင်ဒီ share က how are you နဲ့မေးတယ်အဲ့မှာဆိုရင်တဲ့ဘယ်လိုနှစ်မျိုးဖြေလို့ရတယ်တဲ့ I'm fine I'm great လို့ဖြေလို့ရတယ်ပထမတစ်မျိုးက I'm fine နောက်တစ်မျိုးက I'm great တဲ့နေကောင်းပါတယ်ပေါ့ကောင်းပါတယ်ပေါ့အဲ့လိုဖြေချင်လို့ရှိရင် I'm fine I'm great ပေါ့ဒါတော့သမီးတို့ကဒီနှစ်မျိုးကြိုက်တာဖြေလို့ရတယ်ပေါ့နော်ဒီကောင်လေးလေးကဘယ်လိုဖြေလဲဆို I'm fine နဲ့ဒီကောင်မလေးလေးကဘယ်လိုဖြေလဲဆိုလို့ရှိရင် I'm great တဲ့ဒီဟာလေးကဆိုတော့ apostrophe လေးเนาะ I'm နဲ့ am နဲ့ရဲ့အတူက I'm လို့ဆိုတော့ I am fine မဟုတ်ဘဲနဲ့ဒီ apostrophe လေးနဲ့ဒီလိုတွဲထားလို့ရှိရင် I'm လို့ဆိုရယ်เนาะလိုက်ပြောကြည့်မယ် I'm fine လိုက်ပြောကြည့်မယ် I'm fine အဲ့ဆိုရင်လည်းရပြီထင်တယ်နော်အဲ့ဆိုရင်နောက်တစ်ခုပြောကြည့်မယ် I'm great အဲ့ဆိုရင်ဒီချေကမေးမယ်နော်ဒါတော့သမီးတို့ကဖြေမယ်နော် how are you အဲ့ဆိုရင်ကဲဒါတော့သမီးတို့ကဒီဟာလေးကိုမေးခွန်းလို့မေးမယ်ဒီချေကဖြေမယ်နော်ကဲဒါတော့သမီးတို့တစ်ခါမေးခွန်းမေးမယ်စပြီ I'm fine နောက်တစ်ခုမေးမယ် I'm great okay ဒီမှာကြည့်မယ် ask and answer တဲ့ကဲတကယ်ချင်းနေတယောက်နဲ့တယောက်အတန်းကဲနေမှာတဲ့လှည့်ပတ်ပြီးတော့တဲ့တကယ်ချင်းတွေကိုမေးနေတာသူတို့ကနော်တယောက်နဲ့တယောက်လှည့်ပတ်ပြီးတော့မေးတယ်အတန်းထဲမှာဆိုကိုကြိုက်တဲ့သူသွားပြီးတော့မေးလို့ရတယ် how are you နဲ့မေးတယ်အဲ့မှာဆို I'm fine I'm great ဆိုပြီးတော့ဖြေပါတယ်တဲ့how are you ဆိုပြီးတော့မေးတယ်နော်အဲ့ဆိုလို့ရှိရင်ဒါတော့သမီးတို့ကမေးကြည့်မယ်နော် how are you လိုက်ပြီးတော့ပြောကြည့်မယ် how are you I'm fine I'm great okay ပြီးလို့ရှိရင်ကဲဒီမှာ practice ပေါ့နော်စကားပြောလေးတွေကို practice လို့အများနဲ့လေ့ကျင့်မှသာလေရင်ဒါတော့သမီးတို့ကပို့ပြီးတော့မြန်တွတ်ပြောတာမှာပေါ့နော်အဲ့မှာဆိုရင်တဲ့ဒီကမလေးလေးကတဲ့မေးတယ်တဲ့ how are you တဲ့ how are you ကဲဒါတော့သမီးတို့ like မေးကြည့်မယ်ဒီ channel တို့ how are you ကဲဖြေတယ်ဘယ်လိုပြော I'm fine လိုက်ပြောကြည့်မယ်နော် I'm fine I'm great okay အဲ့ဆိုရင်နောက်ထပ်သင်ခန်းစာလေးကြည့်မယ်နောက်ထပ်ကဘာလဲဆိုတော့ say and draw တဲ့ဘာလို့ခိုင်းတာလဲဆိုတော့ဒီမှာကြည့်မယ်နော်ဒီမှာဆိုရင်တဲ့ဒီမှာ say ဆိုပြီးမဲ့စကားလေးပါဇက်ကနေပြီးတော့တဲ့စကားပြောနေပုံစံလေးเนาะဒီပုံစံလေးမြင်လို့ရှိရင်ပြောရမယ်ဆိုလည်းပြောပုံစံပေါ့เนาะစကား say ပြောရမယ်ပြီးလို့ရှိရင်ဒီမဲ့ဘာလုပ်နေအောင်ဆိုလို့ရှိရင်ဒီပုံစံလေးကရေးနေရเนาะအဲ့တော့ရေးနေတာမှပုံဆွဲနေတာပေါ့เนาะအဲ့ဒါ say and draw ဆိုတော့ပြောတဲ့ဟာကိုတဲ့ draw ဆွဲရမယ်တဲ့အဲ့မှာဆိုရင်တကယ်ချင်းလေးကဒီမှာမေးတယ်ဗာမေးလဲဆိုတော့တဲ့how are you ဆိုမေးတယ်တဲ့အဲ့မှာဆိုရင်ကဲ
ဒီချေကသားတို့သမီးတို့ကိုမေးမယ်နော် how you လို့မေး how you လို့မေးလိုက်ပြီဆိုရင်တဲ့သားတို့သမီးတို့ကဖြေမှာ I'm fine လို့ဖြေမယ်ဆိုရင်တဲ့ဒီပုံစံလေးကိုသားတို့သမီးတို့ကဒီကွက်လေးထဲမှာဆွဲခိုင်းတာနော်သားတို့သမီးတို့က I'm fine မဖြေဘဲနဲ့ I'm great ဆိုဒီ I'm great ဆိုဒီပုံလေးကိုဖြေမယ်ဆိုလို့ရှိရင်တော့သားတို့သမီးတို့ဒီပုံစံလေးကိုဒီကွက်လေးထဲမှာဆွဲပြမှာပေါ့နော်ပုံလေးဆွဲပြီးလို့ရှိရင်အရောင်စုံလေးတွေချဲပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီသင်ခန်းစာကပြီးပါပြီနော်